အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Knowledge City Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေနိုင်ငံခြားငွေအကြောင်းပြောကြပြီဆိုရင်ဘယ်ငွေကြေးကိုအရင်ဆုံးပြည့်မြင်မိကြမယ်ထင်လဲဗျဟုတ်ပါတယ်ဒေါ်လာပါပဲဒေါ်လာဈေးဘယ်လောက်တက်နေလဲဘယ်လောက်ကျနေလဲဒါကိုပဲစိတ်ဝင်စားကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဒေါ်လာထက်တန်ဖိုး3ဆ4ဆလောက်ပိုများနေတဲ့ငွေကြေးတွေရှိတယ်ဆိုတာပေးသက်လို့သိရင်အံ့ဩသွားပါလိမ့်မယ်ဒီငွေကြေးတွေကကမ္ဘာကျော်အမေရိကန်ဒေါ်လာကိုတော့မင်းပါကောင်လဲဘလောက်မိုက်လဲလို့ပြောရတဲ့ငွေကြေးတွေပေါ့ကဲသူတို့ကဘယ်သူတွေလဲဘာကြောင့်ဒီလောက်ချမ်းသာပြီးအင်အားကြီးနေတာလဲဆိုတဲ့ကမ္ဘာတန်ဖိုးအမြင့်ဆုံးငွေကြေး3ခုနဲ့ပြည့်ဝချက်တွေကိုမိနစ်အနည်းငယ်ပဲအတူတူလေ့လာကြည့်အောင်ဗျနောက်ဆုံးနံပါတ်ကနေစလိုက်ပါမယ်နံပါတ်3အိုမန်ရီယယ်ကမ္ဘာအဆင့်3နေရာမှာရပ်တည်နေတာကတော့အာရေဗျကျွန်းဆွယ်ကအေဂျင့်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အိုမန်နိုင်ငံရဲ့ငွေကြေးအိုမန်ရီယယ်ပဲဖြစ်ပါတယ်သူ့ကိုတော့အတူကောက်အနေနဲ့ OMR လို့ခေါ်ပါတယ်အိုမန်ရီယယ်တစ်ယူနစ်ဟာလက်ရှိဈေးကွက်ထဲမှာအမေရိကန်ဒေါ်လာ 1.60 ဝန်းကျင်ကန်တန်ဖိုးရှိပါတယ်မြန်မာကျပ်ငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့1000ကျော်လောက်ပေါ့ဗျာဘာလို့ဒီလောက်တောင်ဈေးကြီးနေရတာလဲဆိုရင်တော့ရေနံကြွယ်ဝမှုကြောင့်ပါတကမ္ဘာလုံးကရေနံကထွက်ရှိတဲ့73စီတွေကိုအမြဲတမ်းလိုအပ်နေတာဖြစ်ပါတယ်ရေနံရောင်းရငွေအပေါ်မှာအဓိကမှီခိုတဲ့နိုင်ငံမှာရေနံဈေးတက်တိုင်းသူတို့ငွေကြေးကလည်းအားကောင်းနေပါတယ်အိုမန်ရီယယ်ဟာဒေါ်လာနဲ့တော့ခတ်ထားပါတယ်ဒါကအရေးကြီးဆုံးအချက်တစ်ခုပါအိုမန်ဘိုဘန်ကသူတို့ရဲ့ရီယယ်ငွေကိုအမေရိကန်ဒေါ်လာနဲ့တည်ငြိမ်တဲ့ဈေးနှုန်းတစ်ခုမှတော့ခတ်ထားလိုက်ပါတယ်ဥပမာရွှေဆိုင်ကရွှေဈေးနှုန်းကိုအစိုးရကဈေးတစ်ခုတည်းသတ်မှတ်ထားတယ်လို့ပေါ့ဗျာဒီလိုတည်ငြိမ်တဲ့မူဝါဒကြောင့်ယင်းနှိမ့်မြုပ်နှံသူတွေကစိတ်ချလက်ချအသုံးပြုကြပါတယ်ဒီလိုတည်ငြိမ်မှုနဲ့ရင်းနှံကြွယ်ဝမှုကိုပေါင်းလိုက်တော့အိုမန်နိုင်ငံရဲ့ရီယယ်တန်မှုကအခြားငွေကြေးတွေတက်တာလွန်သွားရတာပဲဖြစ်ပါတယ်ဗျာကမ္ဘာအဆင့်နဲ့နေရာမှာရပ်တည်နေတာကတော့ကျွန်းနိုင်ငံလေးဖြစ်ပေမဲ့အင်မတန်ချမ်းသာတဲ့နိုင်ငံတွေကတနိုင်ငံဖြစ်တဲ့ဘာရိန်းနိုင်ငံရဲ့ငွေကြေးဘာရိန်းဒိုင်နာပဲဖြစ်ပါတယ်သူ့ကိုတော့အတူကောက် BHD လို့ခေါ်ပါတယ်ဘာရိန်းဒိုင်နာတစ်ယူနစ်ဟာအမေရိကန်ဒေါ်လာ 1.65 ဝန်းကျင်တန်ဖိုးရှိပြီးပုံမှန်ငွေကြေးတန်အနည်းငယ်ပိုများပါတယ်ဘာကြောင့်ဈေးကြီးနေရတာလဲဆိုရင်တော့သူတို့မှလည်းရေနံထွက်ရှိမှုကြွယ်ဝပါတယ်ဒါပေမဲ့သူတို့ဟာရေနံပေါ်တစ်ခုတည်းမိခိုမနေပဲတခြားလမ်းကြောင်းလည်းရှိပါတယ်ဘာရိန်းကကိုယ့်ကိုယ်ဗန်နာရေးဘိုးချက်မှအဖြစ်တိစောက်ခဲ့ပါတယ်မြင်အောင်ပြောရရင်တော့ဂျပန်လိုနည်းပညာနဲ့ချမ်းသာတာမဟုတ်ပဲစင်ကာပူလိုဘဏ်တွေနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ချမ်းသာတာပါဘာရိန်းနိုင်ငံမှာဝင်ငွေခွန်လည်းမကောက်ပါဘူးအဲ့တော့ကမ္ဘာတွင်းကကုမ္ပဏီကြီးတွေနဲ့ချမ်းသာတဲ့သူတွေဟာသူတို့ရဲ့ရင်းနှီးငွေတွေကိုဘာရိန်းမှာရှိတဲ့ဘဏ်တွေမှာလာရောက်အပ်နှံကြပါတယ်နိုင်ငံခြားငွေတွေအများပြားဝင်လာတော့ဘာရိန်းဒိုင်နာငွေကြီးဟာလည်းသူ့လိုအားကောင်းလာတာပေါ့ဗျာသူတို့ကလည်းအိုမန်လိုပဲဒေါ်လာနဲ့တိကျတဲ့နှုန်းထားတစ်ခုမှချိန်ထားတဲ့မူဝါဒကိုကျင့်သုံးပြီးစီးပွားရေးကိုတည်ငြိမ်အောင်ထိန်းထားနိုင်တာကြောင့်ဘာရိန်းငွေကြေးဖြစ်တဲ့ဒိုင်နာကလည်းဈေးကြီးပြီးအဆင့်မြင့်နေတာပဲဖြစ်ပါတယ်ဗျာကဲအခုဆိုရင်အားလုံးစောင့်မျှော်နေတဲ့ကမ္ဘာအဆင့်မြင့်ဆုံးတန်ဖိုးရှိတဲ့ငွေကြေးတွေရဲ့ထိပ်ဆုံးနေရာကိုရောက်ရှိပါပြီဒါကတော့ကူဝိတ်နိုင်ငံရဲ့ငွေကြေးကူဝိတ်ဒိုင်နာပဲဖြစ်ပါတယ်သူ့ကိုတော့အတူကောက် KWD လို့ခေါ်ပါတယ်ကူဝိတ်ဒိုင်နာတစ်ယူနစ်ဟာအမေရိကန်ဒေါ်လာ 3.20 ဝန်းကျင်တန်ဖိုးရှိပါတယ်မြင်တောင်ပြောရရင်ကူဝိတ်မှာဒိုင်နာရီယာပတ်စံအိတ်ထဲထည့်သွားမယ်ဆိုရင်အမေရိကန်နိုင်ငံမှာဒေါ်လာ320လောက်တန်ဖိုးရှိတဲ့ပစ္စည်းတွေဝယ်လို့ရတာကိုဆိုလိုတာပေါ့ဗျာ။ဘာကြောင့်ဈေးကြီးနေတာလဲဆိုရင်တော့ကူဝိတ်နိုင်ငံဟာကမ္ဘာရေနံတိုက်စုစုပေါင်းရဲ့10%နီးပါးကိုပိုင်ဆိုင်ထားပြီးရေနံထုတ်လုပ်မှုဈေးကလည်းအင်မတန်နည်းပါးပါတယ်။ရေနံကနေရတဲ့ငွေတွေဟာမြေကြီးထဲကရတဲ့ရွှေတွေလိုပဲနိုင်ငံအတွက်အလွန်တန်ဖိုးရှိတယ်ဆိုတာပြောကြတော့မလိုပါဘူး။နိုင်ငံရဲ့စီးပွားရေးကအင်မတန်ကြီးမားပေမဲ့ကူဝိတ်နိုင်ငံသားလူဦးရေကနည်းပါးပါတယ်။ဒါကြောင့်တယောက်ချင်းစီရဲ့ခေါင်းပေါ်ကိုခွဲဝေပေးလိုက်တဲ့ငွေကြီးကလည်းများပြားသွားပြီးတူးချင်းချမ်းသာမှုနှုန်းကကမ္ဘာမှာထိပ်ဆုံးရောက်နေပါတယ်။ကူဝိတ်ဗဟိုဘဏ်ဟာသူတို့ရဲ့ဒိုင်နာကိုဒေါ်လာတစ်ခုတည်းနဲ့ချိန်မထားပဲကမ္ဘာငွေကြီးအစုံနဲ့ချိတ်ဆက်ထားပါတယ်။ဒီနီလန်ကဒေါ်လာဈေးကျသွားရင်တော့ကူဝိတ်ဒိုင်နာဟာအခြားငွေကြီးတွေနဲ့တန်ဖိုးကိုထိန်းညှိထားနိုင်လို့ပိုပြီးခိုင်မာတာဖြစ်ပါတယ်။ကဲဒီတော့ကမ္ဘာအဆင့်မြင့်ဆုံးငွေကြီး၃ခုကတော့ကူဝိတ်ဒိုင်နာဘာရိန်းဒိုင်နာနဲ့အိုမန်ရီယယ်တို့ပဲဖြစ်ပါတယ်
ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့မှတ်ထားရမှာတစ်ခုရှိပါတယ်ဒီငွေကြေးတွေဟာတယူနှစ်ချင်းစီရဲ့ဈေးနှုန်းအနေနဲ့ဒါအမြင့်ဆုံးဖြစ်နေပေမဲ့ကမ္ဘာကုန်သွယ်ရေးမှာလွှမ်းမိုးမှုအရှိဆုံးငွေကြေးကတော့အမေရိကန်ဒေါ်လာပဲဖြစ်ပါတယ်ဒီအရှိအလယ်ပိုင်းသုံးနိုင်ငံကသူတို့ရဲ့ရင်းနှံထွက်စွမ်းအားနေပါတဲ့လူဦးရေနဲ့တည်ငြိမ်တဲ့ဘူပန်မူဝါဒတွေကြောင့်ပဲကမ္ဘာငွေကြေးထိပ်တန်းနေရာကိုရယူထားနိုင်တာဖြစ်တယ်ဆိုတာပြည်သက်တို့အားလုံးသိရှိကြပြီလို့ထင်ပါတယ်ဒီလိုဘူးသူတို့ရစီမဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်ပါတယ်နောက်ဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ကျွန်တော်ကိုအားပေးတဲ့အနေနဲ့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာပရိသတ်များအားလုံးကျန်းမာရှင်လန်းပြီးဘူးသူတို့တွေတိုးပွားနိုင်ကြပါစေနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ